မြန်မာနိုင်ငံကသီလရှင်ဝတ်စုံကိုလောင်ပြောင်ခဲ့တဲ့ထိုင်းနိုင်ငံကအလှမဲ့ပြိုင်ပွဲတစ်ခုဘာသာရေးနဲ့သက်ဆိုင်တဲ့အရာတွေကိုလေးစားမှုရှိရမှာဖြစ်ပေမဲ့ထိုင်းနိုင်ငံကအလှမဲ့ပြိုင်ပွဲတစ်ခုမှာတော့ဗုဒ္ဓဘာသာနဲ့ပြောတဲ့အရာတွေကိုလောင်ပြောင်တယ်လို့ဖြစ်နေတာကြောင့်အာရှတလောကဝေဖန်နေကြပါတယ်။ Miss ACDC 2025ဆိုတဲ့ပြိုင်ပွဲမှာပြိုင်ပွဲဝင်တွေကဝတ်စုံအစမ်းပြတွေကိုဝတ်ဆင်ပြီးတော့ရှင်ပြိုင်ကြပါတယ်။အဲ့ဒီတဲကမှမြန်မာကိုစားပြုအဖြစ်ရှင်ပြိုင်တဲ့အလှမဲ့ကသီလရှင်ဝတ်စုံနဲ့ရှင်ပြိုင်ခဲ့တာပါ။မြန်မာကိုစားပြုအဖြစ်ရှင်ပြိုင်တာဖြစ်ပေမဲ့မြန်မာမဟုတ်ပဲထိုင်းလူမျိုးတယောက်ဖြစ်ပါတယ်။မဟာလာတာဝစ်စုံကိုဝစ်စင်ထားပြီးဒီဝစ်စုံကိုချွတ်လိုက်တဲ့အချိန်မှာသီလရှင်ဝစ်စုံကပေါ်လာခဲ့တာပါမိတ်ကပ်တွေလိမ့်ထားတဲ့အပြင်ကနေကလျာလုံးနေခဲ့ပြီးသီလရှင်ဝတ်စုံကိုလည်းဝတ်ဆင်ထားပါသေးတယ်။သူရဲ့နောက်မှာလည်းရွှေတကုံဖျားပုံကြီးကိုထောင်ထားပါသေးတယ်။သာသနာ့နယ်ဝင်ဖြစ်တဲ့သီလရှင်ဝတ်စုံကိုလောင်ပြောင်စရာဖြစ်အောင်လှုပ်ထားခဲ့လို့စင်ရောက်ကလူတွေကဝိုင်းရီကြပါတယ်။မြန်မာတွေရဲ့သီလရှင်ဝတ်စုံတစ်ခုတည်းကိုပဲလောင်ပြောင်ပြီးဝတ်ဆင်တာမဟုတ်ပဲအခြားအလှမယ်တွေကလည်းကွာရင်မဲတော်ဝတ်စုံထိုင်းဘုံကြီးဝတ်စုံနဲ့လည်းရှင်ပြိုင်ကြပါတယ်။ဘာသာရေးနဲ့သက်ဆိုင်တဲ့ဝတ်စုံတွေကိုပါဖန်တီးတာကိုမြန်မာနိုင်ငံမှာဘယ်သူမှမလုပ်ကြပေမဲ့ထိုင်းကဒီဇိုင်နာတွေကတော့ဘာသာရေးဝတ်စုံတွေကိုပါထည့်သွင်းစဉ်းစားလာကြပါတယ်။ဒီပြိုင်ပွဲရဲ့ရည်ရွယ်ချက်ကတော့မြင်နေကြအရာတွေကနေတီးသန့်ကွဲထွက်သားတဲ့ဝတ်စုံတွေနဲ့ရှင်ပြိုင်ဖို့ပြောထားတာပါ။ဒါကြောင့်ဗုဒ္ဓဘာသာဝင်တွေတန်မိုးထားလေးစားတဲ့ဝတ်စုံကိုပါဟာတာအဖြစ်ဖန်တီးခဲ့တာဖြစ်ပါတယ်။ဒီလိုဝတ်စုံတွေနဲ့ရှင်ပြိုင်တာကိုတော့ဗုဒ္ဓဘာသာဝင်တွေကမြင်ရတာစိတ်မကောင်းဖြစ်နေကြပါတယ်။သူတို့အတွက်ကတော့လောင်ပြောင်စရာလောင်ရည်စရာဖြစ်နေပြီးအိန္ဒိယနိုင်ငံတွေရဲ့ကိုးကွယ်ယုံကြည်မှုတွေကိုပါမထီလေးစားလုပ်နေကြတာပါဒီပြိုင်ပွဲကိုအမြင်မျိုးမျိုးနဲ့ပြောနေကြပေမဲ့လည်းဒီလိုဖန်တီးတာကမှအစစ်မှန်ဆိုပြီးအားပေးရသူတွေလည်းရှိပါတယ်ဒီပြိုင်ပွဲမှာ Miss ACDC လို့ခေါင်းစဉ်တက်ထားတာဖြစ်ပေမဲ့တကယ်လက်တွေ့မှာတော့ LGBT တွေနဲ့အမျိုးသားတွေကပဲဝင်ရောက်ရှင်ပြိုင်ကြတာဖြစ်ပါတယ်။မတူညီတဲ့ idea တွေနဲ့ဝတ်စုံတွေကိုစမ်းသစ်မယ်ဆိုပြီးသီလရှင်ဝတ်စုံကိုပါဟာတာဖြစ်အောင်လုပ်ခဲ့တဲ့ထိုင်းလာမယ်ပြိုင်ပွဲအပေါ်ဘယ်လိုထင်မြင်မိလဲဆိုတာ comment မှာပြောပြပေးခဲ့ပါအောင်ရှင်။